ဒီနေ့မနေ့တကုံမျိုးတင်မြောက်ပိုင်းမှာပိတ်ကိုတောင်ထားတဲ့နေအိမ်တစ်လုံးမီးလောင်မှုအကြောင်းကိုကျွန်တော်တင်ပြပေးပါမယ်ခင်ဗျ22ရက်တလ2026 10:36ချိန်ခန့်ရန်ကုန်တိုင်းဒေသကြီးတကုံမျိုးတင်မြောက်ပိုင်းမြို့နယ်29ရက်ကွက်မြင့်စုလမ်းမှာနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်ယခုမီးလောင်မှုတော့တကုံမျိုးတင်မြောက်ပိုင်းမြို့နယ်မီးသက်စခန်းတကုံမျိုးတင်တောင်ပိုင်းမြို့နယ်မီးသက်စခန်းတကုံမျိုးတင်အရှေ့ပိုင်းမြို့နယ်မီးသက်စခန်းမြောက်ကလာပမြို့နယ်မီးသက်စခန်းနာကူရန်ကုန်တီးသက်မီးသက်တပ်ဖွဲ့တို့မှထွက်ခွာနှိမ့်သက်ခဲ့ပါတယ်တောင်ကလာမီးသက်စခန်းလာတာလေးကျွန်တော်တွေ့ပါတယ် update အနေနဲ့တော့10:46ချိန်မီးထိန်ပြီးတော့10:54အချိန်တော့မီးငိမ့်ပါတယ်ခင်ဗျာယခုမီးလောင်မှုဟာဘေးပတ်ဝန်းကျင်ကူးစက်မှုတော့မဖြစ်ပါဘူးနှစ်ထပ်အိမ်တစ်လုံးလောင်ကျွမ်းခြင်းပဲဖြစ်ပါတယ်ခင်ဗျာမီးလောင်တဲ့နေအိမ်ကတော့အောက်ထပ်မှာအထယ်လိပ်ဂျင်းအထယ်လိပ်တွေအထယ်စတွေပြီးတော့ဆက်ချုပ်ဆက်တွေထားတဲ့ဟာမျိုးဖြစ်ပါတယ်အပေါ်ထက်မှာတော့လူနေတယ်လို့သိရတယ်ဗျပြီးတော့မီးလောင်တဲ့ချိန်မှာလည်းအိမ်မှာလူမရှိပါဘူးယခုမီးလောင်မှုကတော့အပေါ်ဓာတ်ကဒယ်နီကနေစပြီးတော့မီးလောင်နေဆိုပြီးတော့ကျွန်တော်တို့လည်းသိရတယ်ဗျကျွန်တော်တို့ကကျတော့ဒီမီးလောင်မှုသတင်းကို MSC ဇလို channel ကနေပြီးတော့သိရတာပါဒီဇလို channel မှာပြည်သူတအူးကနေပဲဗျမီးကိုလုံးတွေမန္တလေးဈေးလမ်းသားမှာအလုံးလိုက်တက်နေတယ်ဆိုပြီးတော့သတင်းပေးလို့ကျွန်တော်တို့အစင်သိရတာပါခင်ဗျာမိဘပြည်သူများအနေနဲ့မီးလောင်လို့ရှိရင်မီးသက်ကိုအမြန်ဆုံးဆက်သွယ်အကြောင်းကြားကြပါခင်ဗျထို့ကြောင့်မိမိမျိုးနဲ့မိသက်စခန်းရဲ့ဖုန်းနံပါတ်များကိုလည်းမှတ်သားထားဖို့ကျွန်တော်တိုက်တွန်းပေးရစီခင်ဗျာကျေးဇူးတင်ပါတယ်